မင်္ဂလာပါ CSO Academy e-learning and development platform မှာကြိုဆိုပါရစေ CSO Academy မှာဘယ်လိုပုံကူမျိုးတွေလာရောက်လေ့လာသင်တယ်လဲဘယ်လိုသင်တန်းအမျိုးအစားတွေရရှိနိုင်တယ်လဲသင်တန်းအဆင့်တွေကိုဘယ်လိုစနစ်တကျခွဲခြားထားတယ်လဲ CSO Academy မှာမိမိရဲ့လေ့လာမှုတွေအမြဲမပြတ်ရှိနေခြင်းနဲ့ညီသူမဆိုတက်ရောက်နိုင်တဲ့ online platform တစ်ခုပါအထူးသဖြင့် digital နည်းပညာနဲ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုကိုစိတ်ဝင်စားသူတွေကိုယ်ပိုင်အရေးအချင်းတိုးတက်ဖို့ရှာဖွေနေတဲ့အလုပ်လုပ်ကိုင်နေသူတွေအခုပြောင်းကာလမှာကျွမ်းကျင်မှုအသစ်တွေလေ့လာခြင်းတွေကျောင်းသူကျောင်းသားများနဲ့ဘွဲရဗီဇလူငယ်တွေကိုယ်ပိုင်လုပ်ငန်းရှင်များနဲ့စီးပွားရေးလုပ်ငန်းရှင်တွေဘုသူတနဲ့အတတ်ပညာတိုးမြင့်လိုသူညီသူဆိုလေ့လာနိုင်ပါတယ် CSO Academy ရဲ့သင်တန်းတွေဟာမြည်သည့်ပညာရေးနောက်ခံရှိသူဆိုအသက်အရွယ်တွေလက်ရှိအလုပ်အကိုင်မြည်သူပင်ဖြစ်စေလေ့လာနိုင်အောင်ရည်ရွယ်ဖန်တီးထားပါတယ်CSO Academy မှာအဓိကသင်ကြားပေးတဲ့အကြောင်းအရာတွေက21ရာစုမှာတည်ထားဖို့လိုအပ်တဲ့ digital နည်းပညာနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေအဖွဲ့အစည်းတိုးတက်မှုဆိုင်ရာအကြောင်းအရာတွေအသိပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအကြောင်းအရာတွေကျမဒန်းတူညီမျှမှုနဲ့လူအခွင့်အရေးဆိုင်ရာအကြောင်းအရာတွေအပြင် social innovation နဲ့ဆိုင်တဲ့အကြောင်းအရာတွေလည်းပါဝင်ပါတယ် CSO Academy မှာအခြေခံကစပြီးလေ့လာလို့သူတွေအတွက် business level အခြေခံဘုဒ္ဓရှိပြီးအကြောင်းအရာတွေကိုတထဲဝင်လေ့လာလို့သူတွေအတွက် intermediate level ကျွမ်းကျင်မှုမြင့်မားပြီးသူများအတွက်ရည်ရွယ်ပြီးရှုပ်ထွေးတဲ့ပြဿနာများကိုဖြေရှင်းနိုင်ဖို့ကျွမ်းကျင်သူအဆင့်အသိပညာတွေလေ့လာလို့သူတွေအတွက်ကိုလည်း advanced level သင်တန်းတွေကအသင်ဆောက်ထူရပါဒါကြောင့်လေ့လာမှုတွေအမြဲမပြတ်ရှိနေခြင်းနဲ့မြည်သူလို့ဆို CSO Academy မှာလာရောက်လေ့လာဖို့ဖိတ်ခေါ်ချင်ပါတယ်သင်တန်းများကို website မှာတက်ဆင်တက်ရောက်နိုင်တယ်လို့ Play Store app မှာတက်ဆင်လည်းတက်ရောက်နိုင်ပါတယ်သင်ခန်းစာတွေကိုလက်တွေ့အသုံးချနိုင်တဲ့အထိသင်ကြားပို့ချထားတာဖြစ်တဲ့အတွက်များစွာအကျိုးရှိမယ်လို့ယုံကြည်ပါတယ်သင်တန်းများပြီးဆုံးအောင်တက်ပြီးပါက CSO Academy ကပြအပ်တဲ့သင်တန်းပြီးမြောက်ကြောင်းလက်မှတ်ကိုရရှိမှာဖြစ်ပါတယ်